အားလုံးပဲမင်္ဂလာရှိသောနေ့လေးပါဗျာပရိသတ်တွေမျှော်လင့်ဆောင်သားနေကြတဲ့ပရိသတ်ချစ်တော်ကော်နာကြီးရဲ့ American Fighter Matt Holloway နဲ့ UFC လောက်ရတဲ့တကြောပြန်ကြမ်းမဲ့ပွဲရန်ကြီးကဗလာကင်နိုင်ပိုင်းအတွင်းမှာပရိသတ်တွေကြီးစုခံစားရတော့မှာပါဆိုတော့9နှစ်ကြာကော်နာရဲ့ UFC တကြောပြန်ခီးမှာဘယ်လိုရင်ခုန်စရာလက်စွမ်းတွေနဲ့ဘယ်လိုရလက်တွေထွက်ပေါ်လာမလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြတာပါအားလုံးစိတ်ဝင်စားတဲ့အထက်မှာကျွန်တော်တို့ Fighter လေးဂျော်ရှ်မန်လည်းအပါဝင်ဖြစ်ပြီးတော့ကော်နာကသူရဲ့ချစ်တော် Fighter ကြီးတယောက်ဖြစ်နေတာပါဒီနေ့မတ်ဟော်လိုဝေးနဲ့ပွဲမှာလဲကော်နာပဲထိုင်ရမယ်လို့ဂျော်ရှ်မန်ခံမှန်းထားတာပါအဲ့တော့မကြခင်မှာရှင်းပြကြတော့မယ်ကော်နာနဲ့ဟော်လိုဝေးတို့ပွဲကိုဂျော်ရှ်မန်ကိုယ်တိုင်လဲကော်နာကိုအားပေးရင်းနဲ့စောင်းကြီးနေမှာသိချပါတယ်ကော်နာနဲ့မတ်ဟော်လိုဝေးတို့နှစ်ယောက်က UFC နောက်ဆုံးပွဲမှာနှစ်ယောက်စလုံးရှုံးနိမ့်ထားရတာပါဆိုတော့ Iron Fighter ကြီးကော်နာက UFC ပြောင်းလဲပေါင်း14ပွဲမှာ10ပွဲနိုင်4ပွဲရှုံးဖြစ်ပြီးတော့မတ်ဟော်လိုဝေးက UFC ပြောင်းလဲပေါင်း32ပွဲမှာ23ပွဲနိုင်9ပွဲရှုံးနိမ့်ထားတာပါအဲ့တော့ UFC ပြောင်းလဲအတွေ့အကြုံပိုင်းမှာ Holloway ကအပြတ်သက်သားနေတာပါဒါပေမဲ့ကော်နာကြီးကတော့ဒီနေ့မနက်ပွဲမတိုင်ခင်မှာ Matt Holloway ကိုအခုလိုပဲဒီတိုက်သွားခဲ့တာပါကော်နာမော်ဒီကောကကျွန်တော် Matt Holloway ကိုရိုက်ချိုးပြီး UFC ကနေရှင်းထုတ်ပြစ်မှာပါကျွန်တော်လည်းထိုးပြီးတဲ့ fighter တွေအကုန်လုံးလည်းဒီ promotion မှာမရှိကြတော့ပါဘူးဒီကောင်ပဲနောက်ဆုံးကြမ်းနေတာပါအဲ့တော့တင်းဝင်မနက်ပိုင်းရောက်ရင်တော့သူ့ကိုလည်းရှင်းထုတ်ပြစ်မှာပါဆိုပြီးလေးတိုက်သွားခဲ့တာပါဆိုတော့ချောချောမန်ကိုတိုင်းကကော်နာကြီးနိုင်ရမယ်ခံမှန်းထားသလိုကော်နာကြီးကလည်းဟော်လိုဝေးကိုနိုင်ရမယ်လို့ယုံကြည်နေတာပါအဲ့တော့မကြခင်နိုင်ပိုင်းအတွင်းမှာဂျော်ရှ်မန်ခံမှန်းသလိုကော်နာတကယ်ပဲနိုင်ရမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြမယ်ဗျာ